ကောင်လေးတယောက်ရွှေပလင်ပေါ်မှာထိုင်လိုက်တာနဲ့သူ့ခြေထောက်တွေကတဖြည်းဖြည်းရွှေဖြစ်ပြောင်းလဲသွားပါတယ်မိန်းကလေးကစိုးရံတကြီးနဲ့သူ့ကိုထွက်ဖို့ပြောခဲ့ပေမဲ့ဒီထိုင်ကုန်ကချိန်စာတင်နေပြီးထိုင်မိသူတိုင်းပြန်မထနိုင်တဲ့ပလင်ဖြစ်နေပါတယ်ကောင်လေးတယောက်ရွှေရုပ်တုဖြစ်ပြောင်းလဲသွားတဲ့အခါလက်ထဲကဒိုင်းလွှားပါပြုတ်ကျသွားပါတယ်ဒိုင်းလွှားကိုယူပြီးထွက်သွားရမယ့်အစာမိန်းကလေးကဒီရွှေပလင်ရဲ့ဆက်ရန်နေရာကိုဖြုတ်ဖို့ကြိုးစားနေတော့မှာပဲမိနက်ဖျားဟာရုတ်တရက်ပေါ်လာပါတယ်မိနက်ဖျားကသူ့ခရာကိုမှုတ်လိုက်တဲ့အခါလေကားကချက်ချင်းပေါ်လာပါတယ်အဲ့ဒီအချိန်မှာသူမတာတိုင်းလွှားကိုယူပြီးထွက်သွားနိုင်ခဲ့ရင်အမြင့်ဆုံးဂုဏ်ပြုစုကိုရရှိမှာဖြစ်ပေမဲ့မိန်းကလေးကတော့ကောင်းကြီးလေးကိုပဲကဲတင်ဖို့ဆုံးဖြတ်ထားပါတယ်ဒီအရာအလုံးဟာကောင်လေးရဲ့စေတနာအလျောက်ဆုံးလုံးမှုကြောင့်ဖြစ်လာခဲ့တာပါသူမရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကမီးနက်ဖျားကိုဆွဲဆောင်သွားတဲ့အတွက်မီးနက်ဖျားကရာကိုနောက်တစ်ချိန်ထပ်မှုတ်လိုက်ပါတယ်ကောင်လေးရဲ့ခန္ဓာကိုယ်ပေါ်ကရွှေရောင်တွေမြင်မြန်ဆက်ဆံပဲပျောက်ကွယ်သွားပြီးရွှေပလင်ပေါ်ကကျင်းစားလဲပြက်ပြက်သွားပါတယ်တကယ်တော့ဒီကျင်းစာဟာမီနက်ဖျားကစမ်းသက်ထားတဲ့စာမှုပွဲတစ်ခုသာဖြစ်ပြီးဒီစမ်းသပ်မှုကိုအောင်မြင်ဖို့တစ်ခုတည်းသောနီလန်းကတော့တဦးနဲ့တဦးသစ္စာရှိဖို့ပဲဖြစ်ပါတယ်သူတို့ရဲ့ဒိုင်းလွှားတွေကိုစစ်နက်ဖျားစီပေးအပ်လိုက်တဲ့အခါနက်ဖျားကသူတို့အတွက်ကားတစ်စီးပြင်ဆင်ပေးပြီးစွန်စားခန်းအသစ်တစ်ခုကိုစတင်ဖို့အတွက်ကိုယ်တိုင်လမ်းကြောင်းပြပေးလိုက်ပါတယ်